ရှင်ပေတရုကဒီမှာပြောထားပါတယ် ตัวนักการไงคลาตาอังคารติดกับเปเตอร์ชวนเราสวย နောက်ဆုံးကာလနဲ့ထင်ရှားစေခြင်းကပြင်ဆင်သောကယ်တင်ခြင်းသို့ရောက်စေမည်အကြောင်း เราจันทร์เทโลบลอกไกโลสวยเทโลวันนี้ตาในเขกจู ထိုအမွေတော်ကိုသင်တို့အဖို့ကောင်းကင်ဘုံ၌သို့ထားလျက်ရှိ၏ สันดำนักหุ่นหุ่นงหลังตัวเปย์ซาจุมุตูรินรินนาฟังอินปะเทียนทิลติเทน่าเวนจูอินนี่ ကျွန်တော်အားလုံးရဲ့ရည်ရွယ်ချက်ကတော့တစ်ခုတည်းပဲဖြစ်ပါတယ် กันซาเฮียนตุ่มดานทุมุนในเวกกันนี่อะ ကျွန်တော်ဥတီယာကလည်းတစ်ခုတည်းဖြစ်ပါတယ် กันปั้นตุ่มมุนโปะมุนขัดอันนี้ ဂတိတော်ပြည်တည်ဟူသောဘုရားသခင်ပေးမဲ့ကောင်းကင်နိုင်ငံတော်ဖြစ်ပါတယ် ปะเทียนนี่นะมินเตียมวันรัมจูกันซากันตุ่มอันนี้อะ ရှေးတုန်းကအီဂျစ်တိုင်းပြည်မှာ มาลายน์ไอกุปตารมาคาน လူတစ်ယောက်သေဆုံးသွားတဲ့အချိန်မှာ มีประคัดอโบราลา သူတို့ကဆေးနဲ့မွမ်းမှန်ပြီးတော့ဒီအလောင်းကမပြောက်မပုတ်မပြည့်ရလေအောင်သူကပြင်ဆင်ထားတယ် อันรวงเตอจอยรัลโลนานดำดอยมังอินนัสตะกินันสองบอลทีนี่ လူသားမကဘူးတရိษံတွေလည်းသူတို့အဲ့လိုပြင်ဆင်ထားတယ် สุดที่ยังชวนมีหิงไม้ในเรารันนุ่งเฮียลแต่พออันเราตีนี่ออมเอ ဘာလို့အဲ့လိုပြင်ဆင်ထားရတယ်လဲဆိုတော့ เอ็งฟังอย่างสุดที่ยังอันตีกันติชวน သူတို့ကနောင်ဘဝကိုယုံจည်တယ် หุ่นเราก็เลยตัวที่นุปียรัมเบสัยอันไหนฟังอันนี้ နောင်ဘဝဆိုတဲ့အချိန်ကိုရောက်ရှိလာတဲ့အခါမှာဒီအလောင်းကမပုတ်မပြတ်ဘဲနဲ့ထာဝရဆိုတဲ့နေရာကိုဝင်စားသွားဖို့ဖြစ်ပါတယ် สุดที่ยังอันสองบอลน่าฟังชวนอันรวงใจบอลเลยดำดอยมังอันเสียมแต่ชูที่นุปียรัมมาปกติยังกัลกลังตัวคันเบสัยนะอัน ဒါ นี้ ရှေးတုန်းကအီဂျစ်လူမျိုးတွေရဲ့ယုံကြည်ချက်ဖြစ်ပါတယ် สุกจุมันไล่หุนะไอกุปตามีเตรินนะอันนี้ ဒါပေမဲ့အခုအချိန်မှာတော့ ตัวนายรอชวน ဒီသုတေသနအဖွက်တစ်ဖွဲ့ကသွားပြီးတော့လေ့လာတဲ့အခါမှာ research เบตูเต็นงุนตะกาอันหันสิรชวน အဲ့ဒီမမ်မီရုပ်အလောင်းတွေကိုပြန်ဖော်ပြီးတော့မှ สุดที่ยังดำดอยมังอันเลวเจียอันสองบอลทินมามีอันติรวงเตจู မြေဩဇာလောက်ကြပြီတဲ့ เลจีอัตานันมังตะไม่รอกันนี่ ဟိုးရှေးတုန်းကလွန်ခဲ့တဲ့နှစ်ပေါင်း2000 3000တုန်းကထားခဲ့တဲ့ရည်ရွယ်ချက်တွေကပျောက်သွားပြီ กุมกัลตาสังนิสังทุมลายะอันเบสนะซงจิกตัวน่ะจนเองมาลงไม่นี่ติมูชวนนี่ต่อ သူတို့ကနောင်ဘဝကိုယုံကြည်တဲ့အတွက် ที่นุปีอารัมเบสนะอันไหนฟังอิน တနေ့နေ့မှာဒီအလောင်းကပြန်ပြီးတော့ရှင်ပြန်ထမြောက်မယ် เองติคุณาหมดส่วนแห่งรวงเต็นรอนทูแหลงยังติริงคันนี่อ่ะ မပုတ်မပြောင်းသူတို့ပြင်ဆင်ထားတာဖြစ်ပါတ จอย ယ် เมียเราตูรันอันใจบอลคันนี่อ่ะ ဒါပေမဲ့အခုအချိန်မှာတော့မြေဩဇာတော်တော်ကောင်းတယ် ตัวนายเราส่วนเลจีเลทาตานอันทัดเลนี่ ဘယ်လူမျိုးမဆို เองน้ำปอ ဘယ်ဘာသာမဆို เองสาขวปอเบียละ နောင်ဘဝဆိုတဲ့ယုံကြည်ချက်တစ်ခုရှိပါတယ် ไอ้ที่นุปีอารัมตานเฮียนสาขตินเร่งอินเบสนะกันในเวกอันนี้ အဲ့တော့ခရိယန်တွေလည်းသူတို့တမလွန်ဆိုတဲ့အရာကိုယုံကြည်ပါတယ် คริสเตียนเตปอสุดที่ยังทูสุกันนี่เอ ခရိယန်တို့ယုံကြည်တဲ့အရာကတော့ คริสเตียนเตนักันเบสเบลซู အခုနောက်တော့အရှင်ပေတရုပြောတဲ့အရာဖြစ်ပါတယ် เบเตอร์เลขาทอนกันไงคลาตาอังคาร ဘုရားသခင်ရဲ့အမွေတော်ဖြစ်ပါတယ် ปะเทียนอินามินเตียมอโรจันเซเทโลจูนี่ ဒီအမွေကိုဘုရားသခင်ကပြင်ဆင်ထားပေးပြီးသားဖြစ်ပါတယ် ซูโรจูปะเทียนอินกันตานมินบวชใส่สักต่อ အောင်မြင်တဲ့သားသမီးတွေအနေနဲ့ หลอดลิงอเปียงแต่เหตุเราเลยตีสอินเบน่ามีหลอดลิงอเปียงแต่จวน ဘုရားသခင်ရဲ့ကယ်တင်ခြင်းတွေကိုဝင်စားပြီးတော့ ปะเทียนอินกันตานะบวชใส่ชันดำนะจวนจังงอ ထာဝရကာလပေါ်လုံးကောင်းကင်နိုင်ငံမှာနေထိုင်ရမှာဖြစ်ပါတယ် ปะเทียนเฮนักกุมขวาอินอันเฮนักกันอมดอนี่ ဒီနေ့ကျွန်တော်ခရိယန်အားလုံးရဲ့ယုံကြည်ဥတီချက်ဖြစ်ပါတယ် จูคริสเตียนโวยนะคริสเตียนส่งแต่นักกันเบสเลยกันตุ่มจูนี่ နောက်ဒီနေ့ကျွန်တော်တို့အနေနဲ့ကောင်းကင်နိုင်ငံကိုဥတီနိုင်ဖို့အတွက်ပြင်ဆင်ရမယ့်ခြေလှမ်းလေးတွေကိုသတိပေးချင်ပါတယ် so wangin tu na Christian ten su van ram kan pan na ko nga rin na ke kan pen na tu rabi tle ma zong han soi ka dua ကပ္ပဦးချမ်းခိုင်း7နှစ်ကိုကျွန်တော်ဖတ်လိုက်တဲ့အခါမှာ Genesis bung som le pan ni akhan ဘုရားသခင်အာဗြဟံကိုသွားခိုင်းတယ် pathian in Abraham akawa ငါပြတော်မူလူတန့်သောပြည်သို့သွားပါတဲ့ itana ram ka buat saya chuan kal ro ti in
အာဗြဟံအနေနဲ့သူကအဲ့ဒီခီးကိုသွားဖို့ဖြစ်ပါတယ် จูควอลสินกองทุยตักกัลตูร์อโลนิตา ဘုရားသခင်ကသူ့ကိုဒီတိုင်းပြည်ကိုအမွေပေးမယ်လို့သူ့ကိုပြောပါတယ် ปะเทียนจวนจูรัมจูอีโรจันตานกับเปดอนเจนิตีอินเตียมะ သူ့ရဲ့အမျိုးအနွယ်ကိုလည်းလူမျိုးကြီးဖြစ်စေမယ်လို့ဂတိပေးထားပါတယ် อิทหาเตปอน้ำตำตักอันลารอนดอนนิตีอินลัลปานาตียมบอกะ ဘုရားသခင်ပေးသနာတော်မူမဲ့အမွေ ปะเทียนเปกตูร์จูโรจู ဂတိတော်ပြည်ကိုရည်မှန်းပြီးတော့မှ จูลัลปานาตียมรัมจูเบสยิน အာဗြဟံကထွက်လာခဲ့ပါတယ် อับราฮัมจวนควอลรัมจูชัวสันตานี ဒီနေရာမှာကျွန်တော်တို့ဂတိတော်ပြည်ကိုဝင်စားနိုင်ဖို့အတွက် จูปะเทียนตียมรัมจูลุดเฮตูริน ပထမအဦးဆုံးလှမ်းမဲ့ခြေလမ်း อาเกเป็นอาราบีมาสเบร์ตูร์จู နံပါတ်1အနေနဲ့ ปักขัดนะจู လေကတိအနေနဲ့ဆိုလေကတိနံပါတ်1အနေနဲ့ เลยโลนังกันเตะขินดอนชวนเลยโลนราบีประคัดนะจู လောကကိုတတ်မဲ့ခြင်းမရှိပါနဲ့ เฮโคเวลเฮทากแล้วนะกันในตูอันนี้โล အဲ့ဒါပထမခြေလမ်းဖြစ်ပါတယ် จูจูราบีมาสเบร์อันนี้เอ အာဗြဟံတို့နေထိုင်တဲ့နေရာကိုကြည့်လိုက်ပါ อับราฮัมเตเจนนะมุนค่ะเอหันไงตัวเตียงอู အဲ့ဒီခေတ်အဲ့ဒီအချိန်မှာ ข้างหุ่นลายคาน ခါရတဲ့လူမျိုးတွေကသူတို့ရဲ့ယဉ်ကျေးမှုကအမြင့်ဆုံးဖြစ်တယ် กัลได้หูค่ะอหุ่นลายคานอัน culture ค่ะน้ำดังสงสงอายินอันสร้างเบระ သူတို့ရဲ့ empire ကြီးကလည်းအင်တာမက်အင်အားကောင်းတဲ့အချိန်ဖြစ်တယ် อันรำอบชุงอาคารอินโดนีเซียอปออัดจักเบร์ค่ะอันนี้อ่ะ သူတို့ရဲ့မြို့တွေကလည်းအင်တာမက်ကြီးကျယ်ခမ်းနားတဲ့မြို့တွေဖြစ်ပါတယ် อันขบุยเตปอจูอรูปุยนอันเลียนเอ็มลมมันนี่ အာဗြဟံကတော့ဥရမြို့မှာနေတယ်လို့ပြောပါတယ် อับราฮัมจูอูร์ขวาอมติอันนี้อ่ะ စီးပွားရေးကောင်းတဲ့မြို့တစ်မြို့ဖြစ်ပါတယ် สมสนนะชัดตักขบุยอันนี้ ဒါဘုရားသခင်ကသူ့ကိုသွားပါလို့ပြောတဲ့အခါမှာ เซปะเทียนี่นี่กัลชวกตูรนี่ยันติคาน အာဗြဟံသူ့ရဲ့ဆွေမျိုးတွေသူ့ရဲ့ပစ္စည်းဥစ္စာတွေကိုခြံထားရတော့မှာဖြစ်ပါတယ် อับราฮัมจูอันนุปุยชุงขัดไลน์นายเตเลอันนี้ทิลโรลูซงซงเตกัลสันตูอโลนิตานี่ ဒါပေမဲ့အဲ့ဒီမြို့ကိုသူထားခဲ့ပြီးတော့မှဘုရားသခင်စီခန်းတဲ့နေရာကိုသူထွက်လာခဲ့ပါတယ် จูขบุยจูนุชนินลัลปันอตุมรัมรวยตุมนรัมปันชวนอชวกตานี่ ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုခေါ်နေပါတယ် จุดเตียงทูจวนประเทศไฟเนี่ยเฮียนเกนี่พอหิมินโกอันนี้อ่ะ ငါပေးမဲ့ပြည်ကိုမင်းတို့သွားကြပါ กะเปกตูรัมเจวกะเปกตูเจวรัมปนินกัลรู ဘုရားသခင်ပေးမဲ့တိုင်းပြည်ကတော့ ประเทศมินเปกตูรัมเจว ဒီ United States မဟုတ်ပါဘူး USA ฮินิลวา ကျွန်တော်တို့ဟိုဗမာပြည်ကနေပြီးတော့ဟိုအိန္ဒိယပြည်ကနေပြီးတော့ บาร์มาอัจฉินอินเดียอัจฉิน ကျွန်တော် USA ကိုရောက်ရှိလာပါတယ် รัมฮีกันโลเข่งอันนี้อ่ะ ဒါပေမဲ့ဒါဘုရားသခင်ပေးမဲ့ပြည်မဟုတ်ဘူး มาเซเฮรามิลัลปานามินเปกตูรัมเจนิโล ကျွန်တော်ရဲ့ခရီးစဉ်ကမဆုံးသေးဘူး กันควอลสินกงอัลตอบริโล ကျွန်တော်သွားရအောင်မှဖြစ်ပါတယ် กันละกัลเซลโดนั่นนี่ ဒီကနေပြီးတော့မှကျွန်တော်တို့ဘုရားသခင်ပေးမဲ့ပြည်ကိုရောက်အောင်ကျွန်တော်ဆက်လက်ကြည့်တဲ့ရမှာဖြစ်ပါတယ် มุนจังเฮียลัลปันมินเปกตูรัมจูปนินกันละกัลเซลโดนั่นนี่อ่ะ ဒါကြောင့်ပထမအဦးဆုံးအချက်အနေနဲ့ อามาสเบราชวน လောကနဲ့ဆိုင်တဲ့အရာအလုံးတွေကိုကျွန်တော်တို့ထားခဲ့ရမှာဖြစ်တယ် โคเวลเนี่ยนะอินกุงไกทิลแรงกันลำเชียอจูโดนนี่ စွန့်ပစ်နိုင်ရမှာဖြစ်တယ် กันนุชนงะกันนอลตูรนี่ ကျွန်တော်တို့ဗမာပြည်ကိုစွန့်ပစ်နိုင်သလို บาร์มารัมกันชัวสันเทียงคาน အိန္ဒိယပြည်ကိုစွန့်ပစ်နိုင်သလို อินเดียกันชัวสันอังคาน United States ကိုလည်းကျွန်တော်တို့စွန့်ပစ်နိုင်ရမယ် เฮรัมโปฮีกันชัวสันเทตู အဲ့ဒါမှ ย้อน ကျွ ล้อ န် ม တော် นี่ တို့ရဲ့ဥတီယာဖြစ်တဲ့ကောင်းကင်ရွှေပြည်ကိုလမ်းနိုင်မှာဖြစ်ပါတယ် สิติชวนลัลปานามินช่วยเทนอตุมรัมจูกันเทงเทโดนั่นนี่ ဒါကြောင့်အာဗြဟံအနေနဲ့ จูวังอินอับราฮัมชวน သူကသူ့ရဲ့အရာအလုံးကိုစွန့်ပစ်ပြီးတော့ထွက်လာခဲ့ပါတယ် อาทิลนี่ตินแรงเตโคเวลโรตินแรงเตลำเชียอินกัลสวกคานี่อ่ะ အာဗြဟံအသက်တာကိုကြည့်လိုက်တဲ့အခါကျတော့ อับราฮัมนุนงุนตะกันเอ็นชวน ဘုရားသခင်ပေးမဲ့ပြည်ကိုသူသွားတာသွားရတယ် ประเทศนั้นเป็กตุ่มรัมจูอักลจูอักลเงีย ရောက်သွားသလားဆိုတော့ อัดเฮงเอ็ม ကျွန်တော်ကျမ်းစာထဲမှာကြည့်အာဗြဟံအဲ့တိုင်းပြည်ရောက်သွားတယ်ဆိုတော့ကျွန်တော်ခါမတွေ့ဘူး ไบเบิลกันสิรินงุนตะกันเอ็นินจูรัมจูอัดเฮงตาเอโมอันเอตาติเรงกันหัวเรา ဘ
လှက်ပရင်းနဲ့နောက်ဆုံးသူ့မိမဆုံးသွားတယ် avak kalkua la topa anu pui chanta hiala သူ့မိမဆုံးသွားတော့သူပိုင်တဲ့မြေခွက်လေးတစ်ခွက်မှမရှိဘူး anu pui han chan meu po khan kata karam ti tur pakhat ma lo nei reng lo သူ့ရဲ့ဇနီးတွေကိုသကြိုဖို့အတွက်သူများစီကနေမြေတစ်ခွက်ကိုငွေ400နဲ့ဝယ်ရတယ် anu pui phum na tur po kha miram zali in ale hiala ni kha ဖခင်သခင်ကပေးမယ်ဂရိတော်ပြီ pathian chuan ka tiam ram ka pedon che ni ti in atiama ဒါပေမဲ့အာဗြဟံသွားတဲ့အခါကျတော့ ma se abraham chu vakal akal chua khan မိမသကြိုဖို့မြေခွက်တစ်ခွက်တော့မရှိဘူး anu pui phum na tur leilung takya po anei lo ani kha အဲ့လိုပဲကျွန်တော်ဂရိတော်ပြီသွားတဲ့အခါမှာ chu tiang ang tho chen ke ni po pathian in kan ta na mi tiam ram kan kal mek la hian စုံစမ်းခြင်းအခက်အခဲအမျိုးမျိုးနဲ့တွေ့ရမှာဖြစ်ပါတယ် khem na te har sana chi rang kan tok zel don ani ကျွန်တော်စွန့်ပြစ်ရတဲ့အရာတွေကများတယ် kan nu chon tur kan pai phal tur tam hle mai ကျွန်တော်တွေ့တာနေတဲ့လောကကြီးကိုကျွန်တော်စွန့်ပြစ်ရမှာဖြစ်တယ် kan thak hlel tak he khovel hi kan pai phal ngai ni ဒါပထမအဆင့်အနေနဲ့ chu ra bi pakhat na ni se ကျွန်တော်တွေ့တာနေတဲ့ကျွန်တော်တိုင်းပြည်ဟောင်းကြီးကိုကျွန်တော်စွန့်လွတ်နိုင်ရမှာဖြစ်ပါတယ် kan thak hlel tak ram lui kan chu san tak kha kan pai ပ phal ထ tur မခြေ ani လမ်းအနေနဲ့လောကကြီးကိုမချစ်ဖို့ဖြစ်ပါတယ် chu ra bi pakhat na kan soi ni ya he khovel kan mangai tur ani lo ti in ဒုတိယအချက်အနေနဲ့ကတော့ ra bi pani na tan chuan ကောင်းငင်ကိုပဲအာယုံစူးစိုက်ပါ van ram pathian min ruai thlena tum chau ang lai pon iril ruwa da rengang che လောကကိုထားခဲ့ပြီးတော့ကောင်းငင်ကိုဥတီပါ he khovel nu chonin van chu I thlir reng don ania ကောင်းငင်နိုင်ငံဘယ်လိုရှိမှန်းဆိုတာကျွန်တော်တို့ကမသိဘူး van ram hi eng tiang ang chia nge ani ti kan khelo ဒါမှလည်းသမကျမ်းစာထဲမှာရေးထားတယ် ma se bible min khil dan chu ဝိညာဉ်တော်စာဆောင်တွေထဲမှာလည်းရေးထားတယ် mrs white le kha po tam takan muwa ဒီစာတွေကိုဖတ်ပြီးတော့မှ chung le kha da kan an share chuan ကျွန်တော်တို့ကအာယုံစိုက်နိုင်တယ် kan ril ruwa thupui bera kan nei tlat tur ani van ram hi ကောင်းကင်နိုင်ငံကိုကျွန်တော်တို့ရောက်ချင်ကြတယ် van ram thlen kan du theu kan za in ကောင်းကင်ရဲ့တကူတော်ကိုကျွန်တော်တို့တွေ့မြင်ချင်တယ် van ram ro pui zia po mu kan chak theu ome မောရှိအနေနဲ့လည်း mo sia po khan ဘုရားသခင်ရဲ့ဘုန်းတကူတော်ကိုတွေ့ချင်လွန်းလို့ pathian ro pui zia mu chak lu tu ka wang khan ဘုရားသခင်စီမှာခွင့်တောင်းတယ် pathian adil hia lani kha ဒါပေမဲ့သူတွေ့မြင်ခွင့်မရှိဘူး ma se pathian in amu tir phal ta lo မောရှိကိုယ်တိုင်အာဗြဟံသွားတဲ့လမ်းအတိုင်းသူသွားတယ် mo sia po kha abraham ang thau khan abraham nung zui khan kal ve a ဂရိတော်ပြည်ထဲကိုဝင်ဖို့အတွက်သူဆန္ဒရှိတယ် pathian ram tiam chu thlen adu tak meu ani သူကယောရမြစ်ရဲ့အရှိတ်ဘက်ကမ်းကိုရောက်ပြီ jordan ni chwa na lam ram an thleng to a ယောရမြစ်ရဲ့အနောက်ဘက်ကမ်းမှာဘုရားသခင်ပေးမဲ့ခန္ဓာပြည့်ရှိတယ်ဆိုတာသူသိတယ် jordan ra le lama chon lal pana thruai thlen tum na ram kanan ram kha om reng ti khia မောရှိနေတဲ့ဒီဂရိတော်ပြည်ကိုတအားဝင်ချင်တယ် chu ram tiam chu thlen chak me ma ဒါပေမဲ့သူ့မှာဝင်ခွင့်မရှိပြန်ဘူး ma se pathian in thlen phal tlat lo ni ဘုရားသခင်ကသူ့ကိုခေါ်တော်မူတယ် pathian in ani chu chol ha dam tir ta နေဘောတောင်ကိုတက်ပါ ne bo tlang a lon ro le ti in နေဘောတောင်ကနေလေးတော့မဟုတ်ဘူး ne bo tlang hi tlang niam ani hau lo mai ပင်လေပြင်မြက်နှပြင်ကနေပြီးတော့ပေ3000ကျော်လောက်ရှိတယ် sea level atangin fit sang thum la ya sang ani ya အဲ့ဒီချိန်မှာမောရှိကအသက်120ရှိပြီ khati hun lai khan mo sia kum sa le kum som ni ani to kha သူတက်နိုင်တယ် alon the ni ya ပိသကတောင်ထိပ်မှာပိသက pisga tlang chi pa ဘုရားသခင်ကသူ့ဘာပြောလဲဆိုတော့ pathian enge akhil kha အာဗြဟံကိုကဂတိပေးထားတဲ့ပြည်ကိုမင်းကြည့်ပါ abraham ne na ka ram tiam kha han thlir te ti in ဒီလူမျိုးတွေကအဲ့ဒီပြည်ကိုဝင်စားရမှာဖြစ်တယ် khang nam te kha chu ram lu tur chon ni ya ပိသကတောင်ထိပ်ကနေပြီးတော့မောရှိကကြည့်လိုက်တယ် pisga tlang chi atang chon mo sia in han thlir ram tiam chu ဟိုမြောက်ဘက်လေဘနုန်တောင်ကနေပြီးတော့မှ mar lampang lebanon tlang atangin စီးဆင်းလာပြီးတော့ lui ron luang tha ဒီလွင်ပြင်တစ်ခုလုံးကိုသူကြည့်လိုက်တယ်
จูเลบานอนจังรวมพายนวมตักไม่ได้จูหันทีระ ဟိုအနောက်ဘက်မြေထဲပင်လယ်အထိသူလမ်းကြည့်လိုက်တယ် นิตลากนลำรัมเมดิเตอร์เรเนียนรัมเท่งอินอธีรพา တာဝါပြောတဲ့တိုင်းပြည်တစ်ခုဖြစ်တယ်ဆိုတာသူသိတယ် รัมฮาวซาเลรัมนวมตักกันนี่ติเสียงตะกินเขียนี่ ဒီတိုင်းပြည်ဟာဘုရားသခင်ရဲ့ဂရုတော်ပြည်ဖြစ်တယ် เฮรัมไงเฮนี่ลัลปานาติยมรัมจู ဒီပြည်ကိုဘုရားသခင်သားသမီးတွေဝင်စားခွင့်ပေးဖို့တဘုရားသခင်ပြင်ဆင်ထားပါတယ် จูรัมจูลัลปายนมีเลอฟาเรตานาอบวชใส่สักขานีย မောရှိအနေနဲ့ဒီတိုင်းပြည်ကိုဝင်ခွင့်မရှိပေမဲ့လို့ มูเซียขานจูรัมจูลุพัลนิตาโลมาสลา ဒီတိုင်းပြည်ကိုမျှော်ကြည့်ခွင့်ရခဲ့ပါတယ် จูรัมทีร์เทนเอรอจูอันนี้ ဒီနေ့ကျွန်တော်တို့လည်းတကားဝရောက်နေပါပြီ วันนี้กินนี่ปอกงคาร์กันเข่งตา ကျွန်တော်တို့ရဲ့မျှော်လမ်းမျှော်ကြည့်လိုက်တဲ့အရာကကောင်းကင်နိုင်ငံဖြစ်ဖို့ဖြစ်ပါတယ် กันทีร์ภาควันรัมจูกันทีร์ภาคไม่อยากตัวไหนเห็นอมตัว ဘေးဘယ်ညာမကြည့်ဘဲကောင်းကင်နိုင်ငံကိုဥတီပြီးတော့ กันซีร์ตัวเตะฮอยลวินงิวตะกินวันลำเอ็นินกันกัลตัวนี่ အာယုံစူးစိုက်ထားမှာဖြစ်ပါတယ် ริลรัววันเจ้าดาอินกันกัลตัวนี่ မောရှိရဲ့အသက်ကိုကြည့်လိုက်တဲ့အခါကျတော့ มูเซียนุนกันทีร์ชวน အသက်120ရှိပြီမဲ့သူ့ရဲ့မျက်လုံးကကောင်းသေးတယ် กุมซาเลสมนี่อันนี้โตนามิดอลฟิไม่นี่ ဒီနေ့ကျွန်တော်တို့မျက်မှန်ချွတ်လိုက်တဲ့အခါမှာ วันนี้กินนี่เขาจะตารมิดกันหันดัดทากไม่ชวน ဘာမှမတွေ့ရတော့ဘူး มากันหมดตัวเรา အခုကျွန်တော်တို့information technology တွေကျွန်တော်လေ့လာတယ် ตัวนั้นเฮียน information technology กันหันซิร์เวนีย တော်တော်ကောင်းတယ် อาทักคบไม่กันซิร์ไลชิว ဒီ technology တွေကအသစ်အများအားထွက်လာတယ် technology ฮีอัทาร์เองล่ะไม่พอเห็นชัวร์เองอ่ะ ဒါပေမဲ့ဘုရားသခင်ရဲ့ technology ကအကောင်းဆုံးပဲ มาเสปฏิยัน technology ฮีอัทฮับเบอร์ฟอร์นี่ မျက်မှန်မလို့ဘူး ตารมิดทูลเวโล မောရှိကလမ်းကြည့်လိုက်တယ် มูเซียนกองทีระ ဘုရားသခင်ကိုယ်တိုင်ပြင်ဆင်ထားတဲ့နိုင်ငံတော်အင်မတန်မှလှပတယ်ဆိုတာသူတွေ့ရှိရတယ် ปฏิยันนันตานาบวชใส่สักรัมชูมอยมันนี่ติอมูอันนี้ ဒါတော့ဒီနေ့ဘုရားသခင်ပြင်ဆင်ထားပေးတဲ့ကောင်းကင်နိုင်ငံတော်ကကျွန်တော်တို့ဘယ်လောက်လှပလဲဘယ်လောက်ကောင်းမွန်လဲဆိုတာကျွန်တော်ဝိညာဉ်မျက်စိနဲ့မျှော်ကြည့်ရမှာဖြစ်တယ် สุดที่ยังอังบกจนประเทศในการตานรามินบวชใส่สักเฮียงเตียงขบมรู้ปุยเละมอยเงอันนี้ติจูทราวมิดสวินกันมุทัยนี่ ဒီနေ့ကျွန်တော်ကာယမျက်စိနဲ့မြင်ရတဲ့အရာတွေကခဏတာအတွက်ပဲဖြစ်တယ် ตัวนักการตีสมิตากันมุทัยซงให้จูเรียลเตตานไม่อันเนี้ย ကျွန်တော်ဝိညာဉ်မျက်စိနဲ့မျှော်ကြည့်တဲ့အရာတွေသာလင်တည်မြဲတဲ့အရာဖြစ်တဲ့အတွက် ทราวมิดกันมุทัยแต่เจ้าฮิกุมขดายอันนี้ ထာဝရကာလအတွက်ဝိညာဉ်မျက်စိကိုအသုံးပြုပြီးတော့ကောင်းကင်နိုင်ငံကိုမျှော်ကြည့်ပါ สตัวตานลลปันเป็นบวชใส่สักจูกันมุทัยในตูรินทราวมิดินกันเทียร์ทินโดนนี่ ဒီနိုင်ငံကျွန်တော်အတွက်ဖြစ်တယ်ဆိုတာအမြဲတမ်းစိတ်ထဲမှာသူမိထားပါ จูรัมจูกัตตานาบวชใส่ในตีเฮียงไล่ปอินเทงเฮลไงส่งเจ မရောက်ရောက်အောင်သွားမယ်ဆိုတဲ့ဂတိသစ္စာလည်းပြုထားပါ กัดเฮงไงโดนนี่ตีอินตุมรุนั่นเองอีกัลบอกโดนเนี่ย ဒါကြောင့်ကျွန်တော်ရဲ့ဥတီချက်က จูวายกันตุมรัมจู ကောင်းကင်နိုင်ငံပဲဖြစ်ရမှာဖြစ်ပါ วันรัมอันนี้ไงตูนี่ မောရှိကကောင်းကင်နိုင်ငံဂတိတော်ပြည်ကိုသူမျှော်ကြည့်သလို มูเซียนรัมเตียมาที่รังคาร ဒီနေ့ကောင်းကင်နိုင်ငံတော်ကိုကျွန်တော်မျှော်ကြည့်ကြပါစို့ แกนี่พออินวันรัมอีที่เทวงู ကျွန်တော်တို့အတွက်ခါဝရနိုင်ငံကိုပြင်ဆင်ထားပေးတဲ့ဘုရားသခင်ကိုလည်းကျေးဇူးတင်ကြပါစို့ กันตานะจุดเตียงจัตุวนรัมอินบวชใส่สักตูลัลปาจุงอปอเฮียนอีล้อมเซลังอู နိုင်ငံတော်ကိုမျှော်ကြည့်ပြီးတဲ့အခါမှာ จูรัมจูกันหันทีร์ชวน တတရားအဆင့်အနေနဲ့ กันสเต็ปทุมนาตานชวน သားသမီးတွေအဖြစ်အမွေးစားခံပါတဲ့ ฟ้าปะเทียนินมินปอมนีติกันเขตูระนี่ ဘုရားသခင်ကကျွန်တော်တို့ကိုဒီအမွေတွေပေးဖို့အတွက်သူဂတိပေးထားပါတယ် จูโรจูมินเปตูรินปะเทียนิมินเตียมา အမွေဆိုတာသားသမီးတွေပဲရတာဖြစ်ပါတယ် โรเรงฮิฟ้าแต่เจ้าอินอันจังทีนอันนี้ล้อมเลยค่ะ ဒါကြောင့်ဒီအမွေရရှိဖို့အတွက်ကျွန်တော်ဘုရားသခင်သားသမီးဖြစ်ရမှာဖြစ်ပါတယ် จูวางจูโรจังตูรจนปะเทียนฟ้ากันเนี่ยตูเลยนี่ ဘုရားသခင်ရဲ့သားသမီးဖြစ်ဖို့အတွက်ကျွန်တော်တို့ဘာအခွင့်အရေးရှိလဲ ม
ปะเทียนฟันูฟปาแต่กันนี่เทนานเองไงห้ำชันกันนี่เลย ဂလာတိအခန်းကြီး3ကိုကြည့်တဲ့အခါကျတော့ กาลาติอาบุงทุมาคาน သင်တို့ဟာယေရှုခရစ်တော်အားဖြင့် นักนี่จูคริสตาอิสวาซาระ အာဗြဟံရဲ့အမျိုးအနွယ်တွေဖြစ်တယ် อับราฮัมทะเตอินนี่ตีอิน ဒါကြောင့်သင်တို့ကအမွေခံထိုက်တဲ့လူတွေဖြစ်တယ် จูฟังอินปะเทียนอารูกันตานะบวใส่จูจังทลากันโลนิตา အာဗြဟံကိုဘုရားသခင်ပေးထားတဲ့ဂတိကပါလေ ปะเทียนอับราฮัมเนี่ยอารูทุติยมอติยมข้าเองไงนี่ข้า ဂတိတော်ပြီ รัมติยม လူမျိုးကြီး น้ำตั้มตักนิตูริน ဒီလူမျိုးကြီးထဲမှာကျွန်တော်ပါဝင်ဖို့ဖြစ်ပါတယ် จูน้ำตั้มตักซิงอ่ะส่วนกันเตลเวงไงตูระนี่ ဒီနေ့ဒီလူမျိုးကြီးထဲမှာပါဝင်နိုင်ဖို့အတွက် จูมีแต่ซิงอ่ะเตลเทตูส่วน ခရစ်တော်အားဖြင့်သာလျှင်ကျွန်တော်ပါဝင်နိုင်တာဖြစ်ပါ ค တ ริ ယ် สตาซาระเจ้ากันทลิงเวดอนนี่ ပုဂ္ဂိုလ်တယောက်ကသူ့ကိုသူများမေးတယ် วิปัคติเฮียนอันโซตา ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲ กูเมงซาดเงอินี่โตเลตีอิน ကျွန်တော်အသက်ကတော့ညာဘဲရောက်နေပြီတဲ့လက်ရဘဲရောက်နေပြီတဲ့ กะกุมจูดิงลำปังอ่ะเทงโตนี่ตีอิน ဘာလို့ဆိုလိုတာလဲလက်ရဘဲရောက်တာ เองไงดิงลำปังอ่ะเทงโตเองไงใส่ตุมเล ကျမ်းစာထဲမှာပြောထားတယ် ไบเบิลอินมินทริลลอม လူရသက်တာ80ရှိတယ် มิริงดำกุมซุกุมสมสรีอันนี้ အခုကတော့ငါ85နှစ် ตัวน่ะส่วนสมสรีละปังอากันนี่ตัว 85နှစ်ဆိုတော့ဘုရားသခင်ဘက်ကိုရောက်နေပြီ สมสรีปังอากันนี่ตัววางอินปะเทียนลำกันไหนตัวนี่ ဘုရားသခင်ရဲ့လက်ရဘက်မှာရောက်နေပြီ ปะเทียนกุดดิงลำปังอ่ะก็อมตัวนี่ตัวน่ะเฮียน ဆိုလိုတာကသူကောင်းကင်နိုင်ငံရောက်တော့မယ် อาศัยตุมจูฟานรำกับเทงเจ็บตัวอติน่ะนี่ ဘာဖြစ်လဲဆိုတော့80သူကြော်လာပြီ กุมสมสรีส่วนตัววางส่วน ကျွန်တော်လည်းအဲ့လိုမျိုးပြောနိုင်ဖို့လိုအပ်တယ် จุดเตียงส่วนเกนี่ปอกกันสวยเทเว ကောင်းကင်နိုင်ငံဟာကျွန်တော်အတွက်ဖြစ်တယ် วันรำจุกตาเงนี่ ကျွန်တော်လူသက်တမ်းကုန်သွားတဲ့အခါမှာဘုရားသခင်ရဲ့သက်တမ်းပဲရှိတော့တယ် เฮ้มิริงดำกุมตุลลปารวดอโซตัวส่วนปะเทียน ဘုရားသခင်ရဲ့လက်ရဘက်မှာငါရောက်နေပြီ ปะเทียนกุดดิงลำปังอ่ะก็อมตัวนี่ตีอิน ဒါကြောင့်ငါအသက်ကလက်ရဘက်ရောက်နေပြီလို့ပြောတာ so wangin ka kum chu kut ding lampang om to ne thleng to ne ti in ဒီနေ့ဘုရားသခင်သားသမီးတွေနဲ့ဘုရားသခင်ပေးမဲ့အမွေကတော့ voi ne pathe na fanu of pa ta ta na min pek tu ro chu ဒီကောင်းကင်နိုင်ငံပဲဖြစ်တယ်ဆိုတာကျွန်တော်အမြဲတမ်းစိတ်ထဲမှာထားမယ်ဆိုရင် so van ram nge chu ni ti ang lai po kan ril ru kan von reng phot chuan ကျွန်တော်ဘုရားသခင်ရဲ့သားသမီးတွေအစစ်အမှန်ဖြစ်ပါလိမ့်မယ် pathian fa dik tak te kan lo ni to na ni ဘုရားသခင်ရဲ့သားသမီးတွေကဘယ်လိုသိနိုင်မလဲ pathian fa kan ni nge ti eng ting nge kan in riat the ya ဒီနေ့မှာထိုင်နေတဲ့လူတွေအများကြီးပဲ zai na he lo kal khom kan tam hle ma ya ဘုရားသခင်ကအားလုံးသူ့ရဲ့သားသမီးအနေနဲ့သူမွေးစားခြင်းတယ် pathian fa tan kan za hian min nei adu veka ကျွန်တော်တို့ကအမွေးစားခံပါမလားမသိ pathian fa ni kan du em ကျွန်တော်တို့ကိုသူများကြည့်လိုက်တာ ਨੇ min han ena ဘုရားသခင်သားသမီးဖြစ်တယ်ဆိုတာကျွန်တော်တို့ရဲ့အသီးအပွင့်အပြင်သူတို့တွေ့မြင်နိုင်ပါတယ် kan ra atangin pathian fa kan ni nge yani ti min lo khri na ni ဒါဂလာတိအခန်းကြီး9ထဲမှာဗာပြောလဲဆိုတော့ so wan galatia bunga akhan ဝိညာဉ်ရဲ့အသီးအပွင့်တွေ tharau ra te kha ချစ်ချင်း mangai na ဝမ်းမြောက်ခြင်း le lom na ငြိမ်သက်ခြင်း thamuan na စိတ်ရှိခြင်း do thei na ကျင်နာခြင်း mangai na ကောင်းမြတ်ခြင်း that na သစ္စာရှိခြင်း rin om na သိမ်မွေ့ခြင်းကာမ ngil nei na ကာမဂုဏ်ချုပ်တီးခြင်း in sum thei na te ဝိညာဉ်အသီးတွေဖြစ်ပါတယ် chung chu tharau ra te ania ဘုရားသခင်ရဲ့သားသမီးတွေဖြစ်တဲ့အတွက် pathian fa te kan ni awangin ဒီဝိညာဉ်ရဲ့အသီးပွင့်တွေကိုသီးပွင့်ရမှာဖြစ်ပါတယ် chung tharau ra te chu kan ra nge tu na ni ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာ so wangin kan christian nu na hian ဝိညာဉ်ရဲ့အသီးပွင့်တွေကိုသီးပွင့်နိုင်ဖို့အတွက် tharau ra te kan ra thei nan ခရစ်တော်ကတောင်းဆိုထားပါတယ် iswa krista in min som ani ခရစ်တော်ရဲ့ပညတ်တော်ထဲမှာ pathian laliso krista thu pek ti zinga khan သင်ဖျားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်လို့ lalpa i pathian zui thin lung zong zong i chak na zong zong
ทาราวสงสงอินมังไอตัวนี่ตีอิน အိမ်နီးနားချင်းကိုကိုနေအများချစ်လို့ นังมังอินมังไออินเอฟเฟกต์อินมังไอตัวนี่ ဘုရားသခင်ကိုချစ်တဖို့ ปะเทียนมังไอตัวชวน လူချင်းချင်းချစ်ဖို့ ปะเทียนมังไอตัวเละกันมีขิงปุยแต่มังไอตัวริน ခင်ခရစ်တော်ကကျွန်တော်တို့ကိုမှာထားပါတယ် อิสุคริสต์อินมินซาอันนี้ ဒါကြောင့် จูวางอิน ခရစ်တော်ကသူကြွလာတဲ့အခါမှာ อิสุคริสต์อโลกัลหุนะ သိုးတဲ့စိတ်ကိုဘယ်လိုခွဲမလဲဆိုတော့ เบรามเละเกลอัคเลียร์ดานตัวจู ရှင်မသက်ခရစ်ခိုင်း25အခန်းငယ်40မှာ มาทายบุงสมนี่เละปังอาจังสมลีอาคาร သင်တို့သည်တဲ့ นังนี้อินซาอิน ငါ့အညီထဲတွင်အငယ်ဆုံးသောသူကိုပြုသည့်အတိုင်း ก็มีแต่สิงะมิเตเบรซุงอินติจู ငါ့ကိုပြုကြတယ် กัจุงอติอินนี่ ဟောဒီနေ့ကျွန်တော်တို့အနီးနားမှာရှိတဲ့အိမ်နီးချင်းတွေကိုကျွန်တော်ဘယ်လောက်ချစ်တယ်လဲ วันอาเฮียนกันมีขิงปุยเตเองเตียงอังลูกินไงกันมังไง ကျွန်တော်ရဲ့ချစ်ချင်းအသီးပွင့်အနေနဲ့ဘုရားသခင်ကကျွန်တော်တို့ကိုဆုံးဖြတ်သွားမှာဖြစ်ပါတယ် มังไงน่าระกันระชัวอัตงินลลปาอินมินเตดอนนี่ စရုပ်ထအဆင့်အနေနဲ့ကတော့ ราบีปลีนาชวน ဘုရားသခင်ရဲ့တကူတော်အဖြစ် ปะเทียนทิลติเทนะซาระ ပြောင်းလဲခြင်းကိုခံဖို့ဖြစ်ပါတယ် นุนดังลำนะกันในตัวนี่ ကျွန်တော်ကောင်းကင်နိုင်ငံကိုမျှော်လင့်နေတယ် วันรำกันเบสยา ဘုရားသခင်ရဲ့သားသမီးတွေနဲ့အဖြစ်အမွေးစားခံတယ် ปะเทียนฟ้าอะปะเทียนฟ้าปมกันนี่ตัวอะ ဒါပေမဲ့ဘုရားသခင်ရဲ့ပြောင်းလဲခြင်းကိုမခံယူဘူးဆိုရင်တော့ มาเสลากันนุนดังลำนะเปลี่ยนทาร์นะอมโลนี่ชวน ကျွန်တော်အသက်တာအချင်းကြီးဖြစ်သွားမှာဖြစ်ပါတယ် กันนุนฮีเองมาเราไม่อะจังดอนนี่ ပြောင်းလဲခြင်းကလည်းအရေးကြီးပါတယ် ดังลำนะเปลี่ยนทาร์นี่ปอยหมอตักเมื่อนี่ ကျွန်တော်ဘယ်လိုပြောင်းလဲကြမလဲ เองตินไงกันเราดังลำเทียง ဘုရားသခင်ကကျွန်တော်တို့ပြောင်းလဲပေးဖို့အတွက်ကျွန်တော်စောင့်မျှော်နေပါတယ် ปะเทียนินมินติดังลำตูรินมินงากเรงนี่ ကျွန်တော်တို့ကဘယ်လိုပြောကြလဲဆိုတော့မိဥဖအူအာရန်နဲ့အေဝရဲ့အမျိုးအနွယ်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကမွေးကလေးကအပြစ်ပါလာတယ်အပြစ်သားတွေဖြစ်တယ် ที่เห็นกันสวยฟูเทียนทาตุบุลเอวิเลดัมเตอฟางอินสวลซาเรงเราเพียงกันนี่ตีอิน ဒီအပြစ်ကြီးတဲ့ကျွန်တော်ဘယ်လိုလုပ်ကောင်းကင်နိုင်ငံဝင်စားလို့ရมလဲ เองตินไงเฮตียงส่วนฟางกันเข็นเทียง ဒါကြောင့်ကျွန်တော်အပြစ်သားဘောကနေပြီးတော့ ส่วนฟางอินจูสวลฟ้านี่นาทางส่วน ဖြောင့်မတ်သောသူဆိုတဲ့ มีเฟล အဖြစ်ကိုခံယူဖို့လိုအပ်ပါတယ် มีเฟลที่ยากูกันนี่ตัวเลยนี่ ဖြောင့်မတ်သောသူဖြစ်ဖို့ကတော့ มีเฟลที่ไทยตัวส่วน ကိုယ်ခွန်အားနဲ့ကိုးစားလို့မရဘူး มานี่จากนั้นรินชันเทกันนี่เรา ဘုရားသခင်ရဲ့ပြုပြင်ခြင်းတကူအဖြစ်သာလင်ပြောင်းလဲနိုင်တယ် ปะเทียนติดังลำนะซาระเจ้ากันดังลำเทีย ဒါကျွန်တော်တို့အသက်တာပြောင်းလဲနိုင်အောင် สุดที่งานนุนดังลำนักกันเราในเทนตัวชวน ဘုရားသခင်ရဲ့လက်တော်ထဲကို ปะเทียนกุชุง မိမိရဲ့အသက်တာဆက်ကပ်အနံဖို့ဖြစ်ပါတယ် กันปุ่มมินกันนี่ลันนะตัวเลยนี่ ကျွန်တော်ဟာအပြစ်သားတစ်ယောက်ဖြစ်ပါတယ် มิสวลกันนี่ยา အပြစ်သားတစ်ယောက်ဖြစ်တဲ့အတွက် มิสวลกันนี่ฟังอิน ကိုယ့်ကိုယ်တန်ရှင်းစင်ကြယ်စေဖို့ဖြောင့်မတ်စေဖို့မတတ်နိုင်ဘူး เทียงลิมตูรินเฟลตูรินเองมาตีเทกันนี่เรา ကိုယ့်ခွန်အားနဲ့ကိုယ်မရတဲ့အတွက် กัจจักนักตีเทโลฟังอิน ကျွန်တော်အသက်တာမှာကယ်တင်ရှင်လိုတယ် ฉันดำตูก็ล้มหมดตานี่ ကယ်တင်ရှင်ကဘာလို့လဲ ฉันดำตูจะตรงไงนี่เลย ကယ်တင်ရှင်ကယေရှုခရစ်တော်ဖြစ်ပါတယ် ฉันดำตูจะอีสัวไงเฮ้นี่ ယေရှုခရစ်တော်သာလင်ကျွန်တော်တို့ရဲ့အသက်တာကိုပြုပြင်ပေးနိုင်မှာဖြစ်ပါတယ် อีสัวคริสต์เจ้าเฮ้นี่กันนุนมินติดังลำเทจู ဒါကြောင့်ကျွန်တော်ယေရှုခรစ်တော်ကိုရယူရမှာဖြစ်ပါတယ် สุวังอีสัวคริสต์ฮิกันนี่ไงตัวนี่ အပြစ်သားနဲ့ယေရှုခရစ်တော်ကတော့တခြားစီဖြစ်တယ် มิสวลเลยอีสัวคริสต์จูดังลำได้นี่ย ဒါပေမဲ့လို့ဘုရားသခင်ကပြောလဲဆိုတော့ มาเสพเทียนที่เฮียนสวยตัดไหม သင်တို့ရဲ့အပြစ်ကိုဝန်ချတောင်းပန်လင်တဲ့ อินสวลเตทุพาอินสอยชวน ဘုရားသခင်ကမလွတ်နိုင်တဲ့အပြစ်မရှိဘူးတဲ့ ไงดำเทโลสวลแรงแรงปะเทียนในเหล่าตีอิน ဒီနေ့ယေရှုခရစ်တော်ရဲ့ပြုပြင်ခြင်းတကူကိုရရှိနိုင်ဖို့အတွက် จะที่ยังอีสัวคริสต์เสียมดังลำนักกันเราจันเทนตัวชวน ကျွန်တော်ရဲ့အပြစ်ကိုဝန်ချဖို့လိုအပ်ပါတယ် กันสวลทุพากันสอยถูนี่ များသောအားဖြင့်ကျွန်တော်တို့ကကိုယ့်ရဲ့အပြစ်ကိုဝန်ချဖို့အင်မတန်မှခက်ခဲတယ် อัตลางปุยทุนสวลทุพจอยเลยสวลปวนี่ฮะเอ๊ะแม่มา အသင်းသူတယောက်ရှိတယ် เขาทันเมมเบอร์นุปขัดออกมา အ
တရားဟောဆရာတရားဟောတဲ့အခါမှာသူ့နာမည်ခေါ်တော့ပြောတတ်တယ် thu hil tu in ming aron soi fo ming aron lam fo maya ခါကြတော့တရားဟောဆရာတရားဟောတဲ့အခါမှာ chu tianga thu hil tu in thu a hil lai chuan အသင်သားတွေကအပြစ်လုပ်တဲ့အကြောင်းပြောတယ် ko han member tenan ti sual chuan soya ပြောတဲ့အခါမှာသူ့နာမည်ကိုခေါ်မိတယ် chu tianga soi mek lai chuan a ming aron lam pal lau mai ni သူ့ကိုတော့ပြောတာတော့မဟုတ်ဘူး ani a soi chan phei chani hau lova တရားဟောဆရာသူနဲ့တားရင်းနေတယ်ဆိုတော့သူ့နာမည်ခေါ်မိတဲ့အခါမှာ an lo in nel ko wang khan tum lo om lo ming lam pal khania သူသိမကျင်တတ်ဘူး lung oi thei ta hau lo mai chu member chu ဆရာကိုလည်းရန်တွေ့ဖို့ကလည်းမဖြစ်ဘူး chu thu hil tu rong bol tu han huat khani thei bok si lo အဲ့ဒါသူအိမ်ပြန်သွားတယ် ho ta ring ot maya အိမ်ပြန်ပြီးတော့ဆရာအသင်းအောင်ဆရာစီသူဖုန်းဆက်တယ် chuan in a thlen nuwa chuan thu hil tu rong bol tu pastor chu han phone ta ဆရာ pastor ဆရာဒီနေ့တရားဟောတာကျမကိုထိတယ် voin itu soi khan mi khoi khop mai ဆရာဒီလိုပဲအသင်းသားတွေအပြစ်ကိုလိုက်ပြီးတော့ဖော်ပြမှာလားတဲ့ khatiang khan member te sual na i soi lang zel don em ni အဲ့လိုဖော်ပြမယ်ဆိုရင်ကျမတယောက်တည်းမပြောနဲ့လေတဲ့ chu tiang i soi don ni vek chuan nga tinge ke ma chau min soya အသင်းလူကြီးလည်းအပြစ်လုပ်တာပဲ ko khan upa po thila ti sual ve thowa အသင်းတော်လည်းအပြစ်လုပ်တာပဲ dikon pon thil ti sual ve thowa အသင်းတော်မယ်လည်းအပြစ်လုပ်တာပဲ dikon ne spon thila ti sual thowa ဆရာကိုယ်တိုင်လည်းအပြစ်ရှိတာပဲ nang ma ngai po thili ti sual ve thowa ကျွန်တော်တို့ကအဲ့ဒီလို chu tiang chu kan ni thina ကိုယ့်ရဲ့အပြစ်ကိုကိုမမြင်ဘူး mani sual na kain mulo fo thin reng ani လူကအပြစ်ရှိတယ်ဒီလူကအပြစ်ရှိတယ် ani pon suala ni pon thila ti sual ti in ကိုယ့်ပြစ်ကြတာကိုမမြင်တတ်ဘူး mani sual na ro chu kan in mulo fo ဒါဘုရားသခင်ကဘာပြောလဲဆိုတော့ pathian in engtin nge soi kha သင်ရဲ့အပြစ်ကိုဝန်ချလျင်တဲ့ tu pon sual thu pha choi chuan ငါခွင့်မလွတ်နိုင်တဲ့အပြစ်တစ်ခုမှမရှိဘူးတဲ့ ngai dam thei lo sual pakhat ma ka nei lo ti in ဒါကျွန်တော်ဒီအပြစ်သားဘဝကနေလွတ်မြောက်ဖို့ကလွယ်လွယ်လေး chu he kan sual mi sual ni din muna changa zalen ni hi ole me ဘု ma ရားသခင်စီမှာကိုယ့်ရဲ့အပြစ်ကိုဝန်ချတောင်းပန်လိုက်ပါ pathian ne na sual thu pha choi mai he ni ဘုရားသခင်ကကျွန်တော်တို့အပြစ်လွတ်ပြီးတော့မှ pathian in kan sual lo ngai da manga ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကို iso christa fel na chu ပေးပြီးတော့ကျွန်တော်တို့ဖြောင့်မတ်စေမှာဖြစ်ပါတယ် min pe anga mi fel pa ma kan lo ni thei mai do na ni ဖြောင့်မတ်သောသူဟာ mi fel chu နိုင်ငံတော်ထဲကိုဝင်စားဖို့အတွက် van ram ma lu do na ထိုက်တန်သောသူတွေဖြစ်ပါတယ် van ram lu tla ဒါကြောင့်ကျွန်တော်တို့ကောင်းကင်နိုင်ငံတော်ကိုရောက်ရှိဖို့အတွက် chu vai voi na ke ni he van ram kan lu thei na tu chuan ခြေလန်းတလန်းပြီးတလန်းလန်းလာတဲ့အခါမှာ rabi pakhat te kan pen chho me ka နောက်ဆုံးခြေလန်းကိုရောက်လာပြီဖြစ်ပါတယ် rabi nung ber step nung ber chu tu na kan lo thleng ta နောက်ဆုံးခြေလန်းကတော့ဘာလဲဆိုရင် rabi nung ber chu enge kan ti chuan ကိုကိုပြန်စစ်ဆေးပါ mani en fiang u ti in ခုနလိုပဲ tu na kan soi ta kang thau ခု kha န ni အမျိုးသမီးကတော့သူ့ကိုယ်သူပြန်စစ်ဆေးလိုက်တဲ့အခါမှာ hai tu na kan soi ta ko khan member nu pakhat kha chu amale ma ne en khan အသင်းလူကြီးရဲ့အပြစ်ကိုတွေ့တယ် ko khan upa sol na သ muwa င်းတော်ရဲ့အပြစ်ကိုတွေ့တယ် dikon sol na muwa သင်းတော်မယ်ရဲ့အပြစ်ကိုသူတွေ့တယ် dikon e sol na muwa တရားဟောဆရာရဲ့အပြစ်ကိုသူတွေ့တယ် pastor sol na muwa သူနှစ်နာရီလောက်စကားပြောတယ်ပါစတာနဲ့ dar kar ni thlot mai phone a in bia khania အဲ့မှာသူပြောရင်းနဲ့ an soi chozela an soi chozela သူ့အပြစ်တွေအများကြီးပေါ်လာတာတွေ့ရှိရတယ် asual na tam tak kha an soi lang ta ni ကျွန်တော်တို့လည်းအဲ့လိုပဲ chu tiang chu ke ni po kan ni fo mai ကိုယ့်ရဲ့ကိုပြန်ပြီးတော့စစ်ဆေးမယ်ဆိုရင် ma ni nun ngun ta kan in en chuan အပြစ်တွေအများကြီးတွေ့မှာဖြစ်ပါတယ် kan sual na tam tak kan mu theu ngai yang le ဒါပေမဲ့ကိုပြန်စစ်ဆေးတဲ့သူတွေဟာ chu tiang chuan ma ni in en fia tu apiang ta chu ကိုယ့်ရဲ့အပြစ်ကိုတွေ့ပြီးတော့ ma ni sual na an mu a အောင်မြင်ခြင်းလမ်းစာကိုတွေ့ရှိမှာဖြစ်ပါတယ် hlot lin na kong an lo rap chan lo ne reng mai ni ကျွန်တော်သက်တက်ကဘယ်လိုဖြစ်နေလဲဆိုတော့ kan nun hi engtin nge om kan ti chuan ဆေးကြောင်းတစ်ကြောင်းမှာ damdoi zirna school medical college pakhata chuan ဆရာဝန်မကပို့ချနေတယ် doctor nu pakhat hian lecture ဘာအကြောင်းပို့ချလဲဆိုတော့ lecture athupui azirtir mek chu ပိုလီယိုရောဂါအကြောင်းဆိုပို့ချတယ် polio na chan chin hi school no bangte zirtira ပိုလီယိုရောဂါရှိတဲ့လူတစ်ယောက်ရဲ့အယိုးကိုသူကဓာတ်မှန်ထဲမှာပြတယ်
polio na vei mi pakhat aru x-ray thalak kha an en puya အဲ့ဓာတ်မှန်ထဲမှာဘယ်လိုတွေ့ရလဲဆိုတော့ x-ray ya chu polio na vei ru alan dan chu သူ့ရဲ့ခြေထောက်အယိုးက akeru chu ခြေသလုံးအယိုးပေါ့နော် achon ru ania ကွေးနေနော်မဖြောက်ဘဲနဲ့ကွေးနေတယ် angil zat lawa akwa la ni angal ru chu ဆရာကဘာပြောလဲဆိုတော့ doctorin ti hian soya ဒီလူနာက he dam lo hi သူ့ခြေထောက်အယိုးကကွေးနေတဲ့အတွက် aru hi akwal tlat awangin လမ်းကိုဖြောက်အောင်မလျှောက်နိုင်ဘူး kong akal ngil thailo ni ဟောပိုလီယိုရောဂါတွေလမ်းလျှောက်တာတွေ့ဘူးပါနော် polio na veite ankal ke ankal in hunga emo ဒီလိုဒီဘက်ရောက်လိုက်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 အဲ့လိုသွားနေတယ် veile ding ankal ton chen mai ni ngil tak ankal thailo အဲ့ဒါចောင်းသားတယောက်ကိုသူမေးလိုက်တယ် satia sir tir me lai son sir lai te sing mi pakhat chu so ta ကဲမိုက်ကယ်မင်းဒီအယိုးနဲ့ပတ်သက်တော့မင်းလို့ဘယ်လိုမှတ်ချက်ချမလဲ tu na kan en tir cheu ru chung chang han nge soi dui nei ti in မိုက်ကယ်ကဘာပြောလဲဆိုတော့ michael မိုက်ကယ် a chon ti hian soya ကျွန်တော်လည်းပိုလီယိုယောဂတွေပါပဲ o sir tir tu ke hi polio na vei me kani atita ဒီနေ့ဒီမှာထိုင်နေတဲ့ပုံကိုယ်တွေအားလုံးကျွန်တော်အပါဝင် tu na lai sai na local khop zong zong ke ma tel hian ဝိညာဉ်ရေးမှာပိုလီယိုရရတယ် tharau lama polio na vei kan nia ကျွန်တော်တို့ဥတီတာကတော့ကောင်းကင်နိုင်ငံပဲ kan tum ram chu van ram chu ni tak meu mai ဟောကျွန်တော်တို့ခြေထောက်အယိုးကကောက်နေတာ哦 ma se kan ke hi kwal လမ်း thina wangin လမ်းကိုဖြောက်ဖြောက်မသွားနိုင်ဘူး ngil takin kan kal thailo thina ဟိုဘနားရောက်လိုက်ဒီနားရောက်လိုက်ဟိုနားရောက်လိုက်ဒီနားရောက်လိုက် ding le veya kan peng foten တခါမှမဖြောက်နိုင်ဘူး kan kal ngil kha tle ni ဒါကြောင့် chu wangin ဒီနေ့ကျွန်တော်ကိုကျွန်တော်ပြန်စစ်ဆေးလိုက်တဲ့အခါမှာ ke ma voi ni khan in en chuan ကျွန်တော်ကပိုလီယိုယောဂတွေဖြစ်နေပါလား oh polio na ve ni mo kalo ni reng le ကောင်းကင်နိုင်ငံတို့ကိုတက်သွားနိုင်အောင် van ram ngil takapan thei turin ဘယ်လိုသွားရပါမလဲ eng tin nge ka kal thayang oh ကိုပိုလီယိုယောဂတွေမှသိရင်တော့ ma ni in ena na ve ti kan in riat chuan ကိုပို့ပေးမဲ့လူတယောက်တော့လူလိမ့်မယ် min ruai tu kan lo mo ta ni ဒါတော့ဒီနေ့ကောင်းကင်နိုင်ငံတို့ဝင်ဖို့အတွက် chu wangin voi ni kan tum van ram thleng thei tur chuan လမ်းကိုဖြောက်အောင်ရှောက်နိုင်ဖို့အတွက် kongil ta kal thei turin ကူညီပေးမဲ့သူ tran pui tu လိုအပ်ပါတယ် kan mo ani သူသာလျှင် ama chau chu ni ကျွန်တော်တို့ကိုကောင်းကင်နိုင်ငံတို့ဝင်စားပေးဖို့ခွင့်ပေးနိုင်မှာဖြစ်ပါတယ် van ram min ruai thleng tu tur chu အဲ့သူကတော့ chu mi chu ယေရှုခရစ်တော်ဖြစ်ပါတယ် isua krista nge hi ni ကောင်းကင်နိုင်ငံအကြောင်းကိုစဉ်းစားလိုက်တဲ့အခါမှာ van ram chan chin kan ngai tu apiang in ယေရှုခရစ်တော်မပါဘူးဆိုရင် isu krista tel lo chuan ဘယ်လိုဖြစ်လဲဆိုတော့ eng tin nge om thin မောင်မိုက်နေတဲ့အခန်းတစ်ခန်းထဲမှာ thim room thim tak chunga hian မျက်စိပွင့်မလို့ကြည့်သလိုပဲ mit han mengila han en la chu tiang chu ani fo thin ani ဘာမှမတွေ့ရဘူး eng ma kan mu thei lo ပင်လယ်ကြီးထဲမှာ tui fin ria da hian ရေမရှိသလိုပဲ tui om lo ang ani ကောင်းကင်နိုင်ငံမှာ van rama chuan ယေရှုခရစ်တော်မရှိအဲ့လိုပဲ isu om lo chan chu tiang chu ni အ do မောင်ထဲမှာမျက်စိဖွင့်ဘယ်လောက်ကြည့်ကြည့်ပါတွေ့မလဲဘာမှမတွေ့ဘူးနော် thim singa eng tiang khopon meng mai leng ma kan mu lo ni lom ni kha ဒါတော့ဒီနေ့ကျွန်တော်သိရမှာ su wangin voinya kan khret reng tur chu ကျွန်တော်လောကကြီးကိုမေ့ထားလိုက်ပြီ e khovel chu kan thei ngilanga ကျွန်တော်နိုင်ငံဟောင်းကြီးကိုကျွန်တော်စွန့်ပစ်လိုက်ပြီ kan ram hlui kan nu chon to ကောင်းကင်နိုင်ငံကိုကျွန်တော်မျှော်ကြည့်တယ်မောရှိလို့ van ram mosia anga ပြီးတော့ thilin ဘုရားသခင်ရဲ့သားသမီးတွေအနေနဲ့ကျွန်တော်တို့အမွေစားအမွေခံဖြစ်ဖို့အတွက်သူအမွေစားခံလိုက်တယ် pathian fa kan ni theinan pathian fa kan in hlana မွေစားခံပြီးတော့ကျွန်တော်တို့အသက်တာကိုပြုပြင်ပြောင်းလဲခွင့်ပေးလိုက်တယ် ami siam danglam ata na hne na kan in pumpe ka နောက်ဆုံးအဆင့်နဲ့ကျွန်တော်တို့ပြန်စစ်ဆေးလိုက်တဲ့အခါကျတော့ nong bera ma ni kan han en chuan မရောက်နိုင်သေးဘူး kan la thleng thei chuang lo ဒါကြောင့်ယေရှုခရစ်တော်မပိုင်ကျွန်တော်တို့မရောက်နိုင်ဘူးဆိုတာအဖြစ်ထွက်လာပါတယ် isua tel lo chan kan thleng thei lo ti alo lang ta ani ပုံပြင်လေးတစ်ခုရှိတယ် thon thu pakhat ti hian an soya လူတစ်ယောက်က mi pakhat oma ကောင်းကင်နိုင်ငံသွားတယ် van ram afanga တကားဝရောက်တဲ့အခါကျတော့ van ram kong khar chu han thleng ta a ပေတရုနဲ့တွေ့တယ် peter ne na in muta
ပေတရုကစာအုပ်တအုပ်နဲ့ เปเตอร์เล็กขบูปะขัดเราเข่งอ่ะ စစ်ဆေးနေတယ် อะเราเอ็มดีกันนี่ ဘသူကဘယ်နှမဘသူကဘယ်နှမရလဲစစ်ဆေးနေတယ် อันนี้ส่วนมากยังสร้างให้ยันมากยังสร้างให้หูเตียเราเอ็นข้านี่อ่ะ ဟာအဲ့ဒီပုံကိုလည်းကျွန်တော်တို့လိုပဲလေ จู่ป้าปอจู่เกมานี่ยังทูข้านี่อ่ะ ကောင်းကင်နိုင်ငံထဲဝင်ချင်တာ哦 ฝันทำมาเข่งดูเวลอม အဲ့ဒါနဲ့ จุดที่ส่วน ပေတရုသူမေးတယ် เปเตอร์โซตา ပေတရုကြီး อ๋อเปเตอร์ที่อิน ကျွန်တော်ကောင်းကင်နိုင်ငံဝင်ရဖို့အတွက်အမှတ်ဘယ်လောက်လိုလဲ ฝันรำเข่งตูรินมากยังสร้างยังกันละมะโมที่อินโซตา အော်အမှတ်လား อ๋อมากอีมากซาดิขดูมอ အမှတ်3000လိုတယ်3000 สิ่งทุ่มอีโลโมนี่อ่ะที่อินเราช่างอ่ะ ဒါဆိုရင်ကျွန်တော်ကအမှတ်ဘယ်လောက်ရှိမလဲ จุดที่นี่จนมากยังสร้างยังตัวเห็นกันไอ้ต่อที่อินโซเลยอ่ะ ကဲဒါဆိုမင်းအမှတ်ဘယ်လောက်ရှိမလဲငါစစ်ဆေးရမှာပေါ့ကွာ มากยังสร้างยังละมูก็เอ็นตูตานี่จู่กันเอ็นยังไงอ๋อ မင်းဘယ်အသင်းတော်ကလဲ เอ็นก็ทันไงนี่อ่ะ ကျွန်တော်7 day advantage လေ Seventh Day Adventist มาเลย ငါမှ มากง่ายหวย ဟာအသင်းတော်7 day advantage ကငါမှပဲရလား Seventh Day Adventist เขาทันมากง่ายเจ้ากันห่วงโม ထင်မကြည့်နဲ့တော့ငါ7 day advantage ဆိုပြီးတော့ငါကောင်းကင်နိုင်ငံရောက်ပြီလို့မထင်နဲ့ งั้นเราเห็นง่ายสร้างเลยตุกปะละไงอ๋อ ဟာအများကြီးกว่าတာဗော ก็มาเหมาะซะแต่ว่าละตั้มเว ဒါဆိုဘယ်လိုလုပ်မလဲ ไอ้ที่เนี่ยก็ตีตากัง ဒါဆိုတခြားအမှတ်တွေရှိအောင်မလား มากดังเตะส่วนหูตัวล้อมเทครามเราหม้อ ဟာရှိတာဗောတဲ့ ล้อมเทยังซู ကျွန်တော်လေတဲ့ เกยฮิโม ကျွန်တော်အသင်းတော်မှာနေတော့က เขาทันก็มลายส่วน ကျွန်တော်လူတွေကိုကူညီတယ် เมมบาร์แต่ก็จันปุยนะเสเมมมา မဟုတ်ဆိုးမတွေကိုမှားစားတယ် ไม่ท้ายแต่ปอกก็ปุยชีนะ ကလေးသူငယ်တွေကိုကျွန်တော်စောင့်ရှောက်တယ် นาวปังแต่ปอกก็เอ็นกอลชีนะ ကျွန်တော်ရဲ့ကောင်းမှုကုသိုလ်တွေအများကြီးလုပ်တယ် ก็ทิลตีชัดตั้มเลนี่อ่ะ ဒီကောင်းမှုကုသိုလ်တွေအတွက် ซูงก็ทิลตีชัดตีนานส่วน ဘယ်နှမပေးမလဲတဲ့ ซูงเอาฝังฉันมากยังซ่ามีเปกัง ပေတရုကအိုလန်ဒီလန်လုပ်ပြီးတော့ แต่ละส่วนแหละขบวนเกลเวลา ရှင်းမှတ်တယ် มากเรียดก็แปลงเจ ဟာစနေသင်းတတမနဲ့အသင်းတော်ကအသင်းသားဖြစ်ရတာကငါမှ Adventist เนี่ยฟังอินมากงา ကောင်းမှုကုသိုလ်ပြုတာရှင်းမှ ทิลชาตีซารามากเรียด 73မှ มากสองปฐุมหุตา လိုအပ်တဲ့အမှတ်က3000 อามาหมอจัดซูมากสิงทุมอันนี้ข้านี่ ဒါဆိုတော့ကောင်းကင်နိုင်ငံတော့ဝေးပြီပေါ့ วันรัมสุตานอวัลละตะเอ အာပေတရု ปูเปเตอร์ ကျွန်တော်မှနောက်ထပ်ရစရာအမှတ်မရှိတော့ဘူးလား มากมิซอนมุสักเทดานเตลอมเมียโลมอ မရှိတော့ဘူးလေကွာဒါကုန်ပြီလေ ซอนมุนตุรัมตอโลคาซองคานี่ ဒါဆိုရင်ကျွန်တော်တို့ကောင်းကင်နိုင်ငံဝင်ရအောင်ဘယ်လိုလုပ်ရအောင်လဲ สุดที่นี่ซอนวันรัมเทงตัวเนี่ยตีก็ตีตากัง အေးတခုတော့ရှိတယ်ကွာ ทิลปักขัดซูโอเม မင်းယေရှုကိုသိလား อีสวยเขียน အာသိတယ် กะเขียสิน မင်းယုံလား อีริงเอ็ม ယုံလားယုံတယ် กะริง မင်းယေရှုကိုချစ်လား อีสวยมังไงเอ็ม ဟာချစ်တယ် กับมังไงลอม မင်းယေရှုစကားအတိုင်းအသက်ရှင်လား อีสวยสวยอังเซลินอินุงเอ็ม ဟာကျွန်တော်က7 day advantage သင်သားပဲယေရှုပြောတဲ့အတိုင်းကျွန်တော်အကုန်လုံးလုပ်တယ် Seventh Day Adventist ก็คันเมมบาร์ลอมกันนี่อีสวยสวยอังเซลินกันนุนนี่ အေဟောဘီဒါဆိုရင် สุดที่นี่ส่วน ခရစ်တော်ကတော့ อีสวยส่วน သူ့ရဲ့ grace mass တွေတော့ပေးထားတယ်ကွာ ข้อยน้ำมากเปกอันนี้ยะ အေးမင်းတို့ငါကြည့်လိုက်မယ်လေ อีตานกันเอ็นไงอ๋อ အဲ့ဒါသူကြည့်လိုက်တယ် อ่านเอ็นตา မင်းနာမည်ပါလဲ อีมิงตุงเอ็นนี่ค่ะ အေးသူ့နာမည်သူပြောလိုက်တယ် อ่านมิงกันสวยตา ကြည့်တဲ့အခါကျတော့ อ่านเอ็นส่วน ဟာမင်းအမကတော်တော်ရထားတာပဲ อ๋อข้องเอ็นมากอีหมูสุวัตตัมเอ็ม 2989မှတဲ့ น้าตามหมู 2900 อ๋อมากสิ่งนี้สังกัวเลย 989မှ จริญเลยสมสรีอิโลมูนิจู 2989ကျ9မှဆိုတော့ มากสิ่งนี้เลยสังกัวเลยจริญเลยมากสรีนี่ส่วน ကျွန်တော်ကောင်းကင်နိုင်ငံဝင်လို့ရလာတယ် วันนั้นก็รู้เทตัวเอ็ม ဘယ်ရမလဲလူတာ3000ပြစ်မှရမှာလေ ไอ้เททีเรามักสิ่งทุ่มกินไงจูเลยนี่
ဒါဆိုကျွန်တော်လောကမှာအမှတ်ဘယ်လောက်ရလဲ อันนี้ส่วนเขาเวลาก็ไม่คันมากอินไซด์กันหมู 73မှတ်လေတဲ့ มากส่วนปฐุมมาเลย ဒါ73မှတ်နဲ့2989မှတ်နဲ့ပေါင်းကြည့်လိုက် จู่ๆหันเบลไม่ลาตัวน้ำมากสิ่งที่สังกุจงอีสัวคงไอ้นักหมูเนี่ยคาน ဘယ်နှမှတ်ရလဲ มากอินไซด์ไง ဟာ3000ဝင်ရယုံလေးပဲ3000အမှတ်တိရတယ် อ๋อมากสิ่งทุ่มเจี๊ยเจี๊ยนี่ตา ဒါဒီနေ့ကျွန်တော်ကောင်းကင်နိုင်ငံဝင်ရဖို့အတွက်က ส่วนไอ้ไฟนี่วันรำกันลู่เทนตัวส่วน ကျွန်တော်တို့ခွန်အားနဲ့ กันสักในอิน နည်းနည်းလေးပဲရတယ် เล่มเจ้านี่กันหมูตอนนี้ ယေရှုခရစ်တော်ကတော့ကျွန်တော်တို့အတွက်ကျေးဇူးတော်အားဖြင့်ပြင်ဆင်ထားပေးသားဖြစ်တယ် อิสัวคริสต์เอรอส่วนคงไอ้อาซาระมินบัวใส่สัก အမှန်မှကျွန်တော်တို့ကအပြစ်သားဖြစ်ပါတယ် ดิกตักส่วนมีส่วนแต่กันเนี่ย အပြစ်အခါကသိချင်း ส่วนมันจะทีนั่นนี่เสีย ဒါပေမဲ့လို့ นี่มาสลา ဘုရားသခင်ရဲ့ကျေးဇူးတော်ကတော့ ปะเทียนคอยนะซาระ သားတော်အားဖြင့်ထာဝရအသက်ဖြစ်ပါတယ် ฟปาซาระจะตัวนุนนะนี่แกนี่ ကျွန်တော်တို့ရဲ့ကောင်းမှုကုသိုလ်နည်းနည်းလေးနဲ့ กันทิลติชัดเล่มเตะ ဘုရားသခင်ရဲ့ကျေးဇူးတော်အများကြီးပေါင်းလိုက်တဲ့အခါမှာ ปะเทียนคอยนะตั้มตะกันหันเบลส่วน ကောင်းကင်နိုင်ငံကိုကျွန်တော်ရောက်ရှိမှဖြစ်ပါတယ် วานรำกันเทงเทดอนอโลนิตา အားလုံးဘုရားကောင်းချီးပေးပါစေ ปะเทียนอิสราเอลมัลซอมเทวโรเซ